ခုကျွန်တော်ပြောပြပေးမယ့်အဖြစ်အပျက်ကတော့ကျွန်တော်ရဲ့မိတ်ဆွေဦးမြင့်သိန်းဆိုတဲ့အငြိမ်းစားကျောင်းဆရာကြီးတဦးရဲ့ပြောပြချက်များဖြစ်ပြီးတော့ထိုအဖြစ်အပျက်သည်မယုံကြည်နိုင်ပွဲအားထူးခြားစမ်းကြယ်လာတယ်လို့ကြားရသူတိုင်းအသိနှလုံးကိုယူငင်ဆွဲငင်လျက်စုတ်ချီဖြစ်ညစ်လိုက်တဲ့ကဲ့သို့ထိခိုက်ချီခွေးဝေရလည်းရှိကြပြီအမှန်အားဖြင့်တော့ထိုအဖြစ်အပျက်ကအချိန်ကာလနေရာဒေသမရွေးတစုံတရာပုံပဲ့ပြောင်းလဲခြင်းမရှိတဲ့မိဘတယောက်ရဲ့အနိုင်မဲ့မြတ်တာကိုကွက်ကွက်ကွင်းကွင်းဖော်ပြလိုက်တဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။အဆိုပါအဖြစ်အပျက်ကိုတော့အပိုလိုချဲ့ထွင်းခြင်းမရှိဘဲနဲ့ဖြစ်မှန်အတိုင်းပဲရေးသားဖော်ပြထားပါတယ်။ငါးလောင်းကွေးဟုတွင်သည့်နေရာနနက်အာယုံမတက်မီကလေးကရွာသွန်းလျက်ရှိတဲ့မိုးသည်လည်းညနေဆောင်ဒီတိုင်းလုံးဝရက်တန့်ခြင်းမရှိဘဲနဲ့တခါတရံဖွဲလေးဆွေလာတာက၎င်းတခါတရံမှာတော့တဲတဲမဲမဲနဲ့ဆွေလာတာနဲ့အဆက်မပြတ်ရွာသွန်းလျက်ရှိပေရာဒို့နေသည်လည်းပြင်းရညင်းငွေပွဲကောင်းလာတဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဆိုရပါမယ်။ရင်းခဲ့သို့သောနေမျိုးတွေတော့အလုံးမလုံးခွင်းနဲ့နေနိုင်စားနိုင်သူတွေကတော့မိမိရဲ့အခန်းထဲမှာအောင်ပြီးတော့ TV ဗီဒီယိုကြီးတွေတော့၎င်းစာဖတ်ဝါသနာပါသူတွေကလည်းမိမိကြိုက်ခဲ့တဲ့စာအုပ်ကလေးကိုအိယာထက်တွင်ခွေလျက်၎င်းဇေယူတက်ကြလေရာအငြိမ်းစားကျောင်းဆရာကြီးဦးမြင့်သိန်းသည်လည်းသူတယောက်တည်းနေထိုင်ရာလုံးချင်းတထတိုက်လေးရဲ့အခန်းတကားကိုလုံခြုံစွာနဲ့ပိတ်လျက်ပက်လက်ကလထိုင်တစ်လုံးဖြင့်စိန်ကြကြစားဖတ်လျက်ရှိပါတယ်။များသောအားဖြင့်တော့ဦးမျိုးမြင့်သိန်းကသူ့ရဲ့အထီးကျန်ဆန်လာတဲ့တကူလေးဘဝကိုစာဖတ်ခြင်းဖြင့်သာအဆုံးသတ်လိမ့်ရှိလေ။ယခုကဲ့သို့လည်းတနည်းလုံးမိုးဆွေလာတဲ့အခါများပုံတော့အထူးပြောစရာပဲမလိုတော့ပြီ။သူဒီလည်းကျောင်းသားဘဝကလေးကပဲစာဖတ်ဝါသနာထုံးသူအလျောက်သူကြိုက်တဲ့ရာစာအုပ်တုံသေးကိုပဲစိတ်ရောက်သွားပြီဆိုရင်တော့နနက်စာနဲ့ညစာကိုပေါင်းလျက်တနက်ထဲစားပြီးတော့ဖတ်နေစေစာအုပ်ကိုလက်ထဲကမချတဲ့တဲကြီးမကြီးဖက်လိရှိသည်။ဒါကြောင့်သူ့ကိုတကယ်ချင်းများကလည်းစာချဖို့လို့ခေါ်ကြကြောင်းကိုလည်းကျွန်တော်ကောင်းစွာမှတ်မိနေသေးတယ်။ထို့အတွက်ကြောင့်စာရေးသူဖြစ်လို့တော့ကျွန်တော်နဲ့သူသည်အခြားသောတငယ်ချင်းများထက်ပို၍ခင်မင်ခဲ့အတွဲများခဲ့တယ်လို့ပဲဆိုရပါမယ်။သူနဲ့ပတ်သက်၍ထူးခြားသည်ဟုဆိုနိုင်တဲ့အချက်တစ်ချက်မှာတော့သူကဲ့သို့စာကိုဆွဲဆွဲလန်းလန်းဖတ်သူများသည်တနေ့သောအခါစာကိုစိတ်များတဖွာဖွာပေါ်ပေါက်လာရမှစာရေးဆရာဘဝသို့ကူးပြောင်းသွားတတ်လိမ့်ရှိရာကျွန်တော်တကယ်ချင်းဦးမျိုးမြင့်သိန်းကလည်းစာဖတ်ခြင်းနိုင်ကပျော်မှုလျက်စာရေးခြင်းအလုပ်ကိုမှုလုံးဝဝါသနာမပါလို့ဆိုခြင်းပဲဖြစ်တယ်။ဦးမျိုးမြင့်သိန်းကိုတော့အထီးကျန်ဆန်လာတဲ့တကူတဲ့ဘဝတယောက်သေးသမားလို့အထက်တနေရာတွင်ကျွန်တော်ဆိုခဲ့ပါတယ်။အမှန်အဖြစ်တော့ထိုစကားသည်ရာဂိုင်လုံးပြင်မမှန်ပါ။သူကျောင်းဆရာဘဝနဲ့အငိမ့်စားမယူခင်ကာလအထိတော့ဇနီးသားများများနဲ့တိုက်တော်ဝုံဝုံရှိခဲ့ပါတယ်။သူအငိမ့်စားမယူမီတစ်နှစ်အလိုတွင်တော့ဇနီးဖြစ်သူကသွေးရိုးရောဂါဖြင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ညမကြမီမိတ်ဆွေတယောက်ရဲ့ကူညီဆောင်မမှုဖြင့်သားဖြစ်သူကတော့ဂျပန်နိုင်ငံသို့ရောက်သွားခဲ့ပြီးအလုတ်အကင်အခြေတကျဖြစ်သည်နှင့်သမီးဖြစ်သူကပါသူ့အကိုရဲ့နောက်လိုက်သွားတဲ့ကလေးကဦးမျိုးမြင့်သိန်းတယောက်ကတော့အထီးကျန်တဲ့ဘဝကိုစတင်ခဲ့ခြင်းပဲဖြစ်တယ်။အခုတော့သားရောသမီးပါနိုင်ငံရခြားမှာပဲအိမ်တော်တွေကြကုန်ကြပြီဖြစ်ရာယခုလိုတိုက်တော်ဝန်မိသားစုဘဝမျိုးကပြန်ရနိုင်ကြောင်းအကြောင်းမှမရှိတော့ပါသားနဲ့သမီးကောင်းမှုဖြင့်သူ၏တတိယအရွယ်တွင်တော့တိုက်ကလေးတစ်လုံးကားလေးတစ်စီးနှင့်တင်တောင်းတက်တယ်နေနိုင်ခဲ့ပေမယ့်အရေးအကြောင်းရှိရင်ကအချိန်မရွေးဆက်သွယ်နိုင်ရန်တယ်လီဖုန်းတစ်လုံးအပါအဝင်လိုအပ်သည့်ဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့လည်းပြည့်ပြည့်စုံစုံရှိခဲ့ပါတယ်။မြင်းများပြည်စုံသည်ဆိုတော့သူ့ဘဝရဲ့အထီးကျန်ဆန်လုံးကတော့ရော့ကျသွားခြင်းမရှိခဲ့ပြီ။လောလောဆယ်အနေထားတွင်တော့သူ့ရဲ့အနီးကပ်အဖော်ဆို၍ကားရိုက်ဘာစံသိန်းတို့လင်မယားကိုသာလက်ညှိုးထိုးပြစရာရှိတယ်။ဦးမျိုးမြင့်သိန်းကတော့လက်ထဲမှာစာအုပ်ကိုစူးစူးဆိုင်ဆိုင်ဖက်လျက်ရှိရာမှမျက်စိကိုခက်ခဏအနားပေးလို့သည့်အတွက်ဖက်လက်စနေရအားလက်ညှိုးပြညှက်လျက်ပိတ်လိုက်ပြီးတော့နေရန်ပေါ်မှာရှိတဲ့နာရီကိုအကြည့်ကရွေ့လိုက်လေတော့တယ်။အခုမှည6နာရီတောင်မထိုးသေးပါလားဟု၍စိတ်ထဲကလည်းအံ့ဩသလိုလိုရေရွတ်လိုက်လေတော့တယ်။မိုးကလည်းတသေးသေးရွာလျက်ပဲရှိရာပတ်ဝန်းကျင်တစ်ခုလုံးကလည်းညိုမိုင်းအုပ်ဆိုင်လျက်ရှိတာကြောင့်6နာရီထဲမကအောင်ကိုမှောင်ဝဲလျက်ရှိတယ်။ဒါမှန်အဖြစ်ဆိုရင်တော့နေ့တိုင်းရှိသောယခုလိုဝါဆိုတာမျိုးပဲညနေ6နာရီဆိုတဲ့အချိန်ကတော့အလင်းရောင်ကောင်းစွာရှိနေသေးတဲ့အချိန်မျိုးဖြစ်ပါတယ်။ဦးမျိုးမြင့်သိန်းကလည်းပက်လက်ကလေးထိုင်မှမထဘဲနဲ့မျက်စိများကိုအသားရမှိတ်ရက်9မိနစ်ခန့်ငြိမ်ငြိမ်ကလေးထိုင်နေလိုက်လေတော့တယ်။လွှဲချိန်မှာပင်သူ့ရဲ့အိမ်ရှိအဝေးပြေးလမ်းမကြီးပေါ်ရှိခက်လန်းလန်းတင်နေရာတွေတော့ဝုန်းကနေတစုံတရာကိုပြင်းပြင်းထန်ထန်တိုက်မိလိုက်တဲ့အတန်ကိုဒေါ်ဝေါမိုးတန်ကိုဖောက်ထွင်းလျက်ကျဲကျဲလောင်လောင်ကိုကြားလိုက်ရလေတော့တယ်။ဦးမျိုးမြင့်သိန်းကလည်းငြိမ်သားလျက်ရှိရာမှာဆက်ခနဲ့တုံလှုပ်သွားလေတော့တယ်။ဖယားငါးလန်းကိုမြန်ရင်တိုက်မှုတစ်ခုခုဖြစ်ပြန်ပြီလား။ဖယားတရားမလို့ဘာမှမဖြစ်ကြပါစေနဲ့ဖယားလို့တီးလို့ရေရွတ်လိုက်လေတော့တယ်။သူ့ရဲ့တထက်တိုက်ကလေးကလည်းအဝေးပြေးလမ်းမကြီးရဲ့နဘေးတွင်တိဆောက်ထားပြီးတော့အဝေးပြေးလမ်းမကြီးကတော့သူ့ရဲ့တိုက်ကလေးကိုလုံပြီးတဲ့နောက်လေးပါလုံးခန့်အကွာ၌တရောင်စင်ချိုးတစ်ခုအဖြစ်တည်ရှိနေလေတော့တယ်။ဘေးနှစ်ဘက်မှာမူနှဆိုင်လာတဲ့မြောင်းကြီးများရှိရာ
ဈေးဖြူတုပ်ထားပြီးတော့လမ်းပြတိုင်များစီတန်းစိုက်ထားလျက်သတိပေးအမှန်အသားများပြုလုပ်ထားလေးရှိတယ်။ထိုနေရာကတော့ရင်မောင်းမှုရင်တိုင်းမှုများမကြာခဏဖြစ်တတ်ပြီးရာတခါတော့ခရီးသည်တင်အဝေးပြေးကားတစ်စီးကြောက်ထဲကိုထိုးကျသွားပြီးတော့ခရီးသည်9ဦးလည်းတစ်ပြိုင်တည်းသေဆုံးခဲ့ဘူးတယ်။ထိုကလေးကအဆိုပါအဝေးပြေးခွေကိုမာလောင်ခွေကူ၍အမြင့်တွင်သွားခြင်းပဲဖြစ်တယ်။ဦးမျိုးမြင့်သိန်းကလည်းမျက်လုံးများကိုမှိတ်မြဲမှိတ်ထားလျက်စိတ်ထဲကတော့လေးလံလျက်ရှိပေရာထိုအခိုက်တွင်တရောတော့ပါရေးကြီးတုတ်ပြန်နိုင်လာတဲ့တကားခောက်တန်တစ်ခုကအိမ်ရှိတင်သားတကားကြီးစီမှအဆက်မပြတ်ထွက်ပေါ်လာပြီရာသူကမှတ်သားနေတဲ့မျက်လုံးများကိုလည်းပြန်ဖွင့်လိုက်ပြီးတော့ဘသူလဲစံသိန်းလားဟုမေးလိုက်လေတော့တယ်ထို့သို့မေးလိုက်သည့်တိုင်သူ့ရဲ့ကားဒရိုင်ဘာစံသိန်းမဟုတ်ဟုဆိုသည်လေသူကအလိုလိုသိနေလေတော့တယ်စံသိန်းကတကားကိုဘယ်တော့မှကျေလောင်စွာခောက်လို့ရှိသူမဟုတ်ဘူးစံသိန်းကလည်းအလွန်အလိုက်သိတဲ့သူလည်းဖြစ်တယ်မကြသေးခင်မှမူသူ့အတွက်ညနေစာကိုသူတို့လင်မယားနှစ်ယောက်လာရောက်ရင်ပြင်ဆင်ထားပြီးပြီပဲဖြစ်တယ်ယခုချိန်ကလည်းသူအနားယူလျက်ရှိတဲ့အချိန်ဆိုတာလေသူတို့လင်မယားကသိနေပြီးသားဖြစ်ရာမြည်သည့်အကြောင်းကြောင့်ဖြစ်စီသူ့ကိုလာရောက်နှောက်ယှက်လိမ့်မယ်လို့မဟုတ်ဘူးဆရာဦးမျိုးမြင့်သိန်းကျမပါနော်ဖောပါအရေးကြီးလို့တကားလေးမြန်ဖွင့်ပေးပါဦးနော်ဖောဟူသောခက်ဝဲဝဲအတန်ကိုကြားလိုက်ရတဲ့ခါမှာတော့ဦးမျိုးမြင့်သိန်းကပက်လက်ကလထိုင်မှဝုန်းကနေထထိုင်လိုက်လေတော့တယ်နော်ဘောကသူနဲ့ရင်းနှီးတဲ့စေယုံကြီးမှသူနာပြုဆရာမကြီးတဦးဖြစ်ပြီးတော့အိမ်ချင်းကလည်းနီးသည့်အပြင်လူမှုရေးကိစ္စမှန်သမျှလည်းအားတက်ရောကူညီတတ်သူဖြစ်တဲ့ဖြစ်လူမှုရေးကိစ္စနဲ့အတူလောက်ကြရင်နဲ့သူနဲ့ခင်မင်ခဲ့ခြင်းပဲဖြစ်တယ်။ရေးကြီးတော့ပြနိုင်လာတဲ့နော်ဘောရဲ့အတန်နဲ့တကားခောက်တဲ့ဆိုတာကလည်းဆိုးရတဲ့အနိဋ္ဌအာယုံဖြစ်ရတဲ့တစ်ခုဖြစ်ပွားနေတဲ့အကြောင်းကိုဖော်ပြနေလေတော့တယ်။ဦးမျိုးမြင့်သိန်းကလည်းအထူးတလဲစိတ်လှုပ်ရှားလျက်ရှိပြီလေ။ဦးမျိုးမြင့်သိန်းကအတွင်းတကားချက်ကိုဖြုတ်လိုက်ပြီးဆိုနေမယ်နော်ဘောကတကားအဖွင့်ကိုမဆောင်နိုင်တဲ့ကဲသို့အတင်းတိုးရဝင်လာပြီဟာသူကလည်းအချိန်မီဘေးသို့ကပ်၍ပေးလိုက်သေးတာလူကိုမတုံးမိမတိုက်မိလိုက်ပြီနော်ဖောတတိထားပါဦးဗျဘလို့အရေးကိစ္စနဲ့ကြုံလာရဲဆိုတာကိုကျုပ်ကိုပြောပြစမ်းပါဦးအဲ့ဒါလိုရေးကြီးတော့ပြမေးလိုက်သည်ဆိုလင်တော့သူနာပြုဆရာမကြီးနော်ဖောကမျက်စိမျက်နှာလေးပြဲပြီးတုံဟီတော့အတန်ဖြင့်ကျမသားလေးကိုဆရာကဲမဖြစ်မယ်ဆရာစေယုံကြီးကိုဖုန်းဆက်ပေးပါနော်ဘယ်နည်းနဲ့မှကျမသားလေးသိလို့မဖြစ်ဘူးဆရာကူညီပါနော်အဲ့ဒါလိုတနာဝယ်တစိုးတို့ရုပ်ဖတ်နေလျက်ရှိတယ်ဟုတ်ပါပြီဘယ်နံပါတ်ကိုဆက်ရမှာလဲဆိုတာရဲ့နော်ဖောသားလေးကဘာဖြစ်တာလဲဆိုတာကိုသိပြစီသူနာပြုဆရာမကြီးနော်ဖောကဖုန်းနံပါတ်တစ်ခုကိုရွတ်ပြလိုက်ပြီးနောက်အခုချက်ချင်းဆက်ပေးပါဆရာနောက်ကြလို့မဖြစ်ဘူးကျမသားလေးကိုတယောက်တည်းထားခဲ့ရတာစိတ်မချဘူးကျမသွားမှဖြစ်မယ်ကျမနာမည်ပြောပြပြီးတော့ငါးလောက်ဝင်နေရကိုစေယုံကအမြန်ဆုံးပို့ပေးပါလို့ပြောပြပါဆရာအဲ့မှာရင်လိုက်မှုတစ်ခုဖြစ်တယ်ကျမသွားမယ်ဆရာစကားဆုံးသည်နှင့်သူနာပြုဆရာမကြီးကရုတ်ချီကြောခိုင်း၍ထွက်သွားလေရာဦးမျိုးမြင့်သိမ်းပင်တားချိန်၍မရလိုက်ပြီနော်ဖောနေပါဦးသူကတကားဝါသူအပြေးလာလိုက်သွားသေးတယ်အပြင်တွင်တော့မိုးမောင်ကြီးကကြက်လျက်ရှိပြီးတော့မိုးကလည်းပိုး၍တဲတဲမဲမဲရွာသွန်းနေသည်ဖြစ်ရာနော်ဖောရဲ့အရေးအယောင်ကိုပင်တွေ့မြင်ရခြင်းမရှိတော့ဘူးဦးမျိုးမြင့်သိန်းကလည်းထိုအဖြစ်ပြက်ကိုပြန်လဲတွေးတော့ရင်းနဲ့စိတ်ထဲတွင်ဘဝင်မကျတဲ့ကဲ့သို့ရှိနေတယ်ထိုမြတေးရှင်ရဲ့အဖြစ်ပြက်ကြီးနဲ့ပတ်သက်၍သူသည်ဂဂနာနာသိအောင်လို့မေးမြန်းချိန်တော့မရလိုက်အံ့ဩစရာကောင်းသည်မှာလည်းသူနာပြုဆရာမကြီးနော်ဖောကိုယ်တိုင်ကလည်းဖြေလိုပုံမရခြင်းပဲဖြစ်တယ်။ဒါကြောင့်နော်ဖောကိုယခုတစ်ခါတွေ့ရရင်လည်းသူ့စိတ်ထဲမှာတော့တမျိုးကြီးခံစားရတယ်လို့ရှိတယ်။အမျိုးမီတော့ဝေခွဲရခြင်းတော့မရှိ။နော်ဖောရဲ့အမျိုးသားသည်လည်းနော်ဖောကဲ့သို့စေးရုံအမှုရန်တစ်ယောက်ဖြစ်ပြီးတော့ယာရုတိုးခြင်းဖြင့်အခြားနေရာဒေသသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခြင်းကြောင့်၎င်းနော်ဖောနှင့်အတူမူလာတန်းကျောင်းသားအရွယ်အငယ်ဆုံးသားလေးတစ်ယောက်အိမ်မှာကျန်ခဲ့တာကြောင့်ဦးမျိုးမြင့်သိန်းသိထားလေရာအမှန်တကယ်ကိုအရေးကြီးကိစ္စကြုံနေပြီဆိုရင်တော့မိတ်ဆွေတယောက်နေဖြစ်သူ့မှာကူညီရမယ့်ဝန်တရားကလည်းရှိနေတယ်။ဦးမျိုးမြင့်သိန်းကလည်းဖြစ်လို့ရဖြစ်စီဟုသဘောပိုက်လျက်နော်ဖောပေးခဲ့တဲ့ဖုန်းနံပါတ်ကိုလှည့်လိုက်လေတော့တယ်။ထိုအချိန်မှာပင်နော်ဖောတို့သားမိကားတိုက်ခံရတယ်ဟူသောအိမ်ရှိလမ်းမပေါ်မှာတယောက်တစ်ပေါက်အော်ဟစ်တဲ့များကိုကြားလိုက်ရလေတော့တယ်။ဆရာငါးလောက်ဝင်မှာရင်တိုင်းမှုဖြစ်လို့တဲ့အဲ့ဒါသက်ဆိုင်ရာကိုအကြောင်းကြားပေးပါနဲ့။ထွေတန်ဒီလည်းတပည့်ဖြစ်သူဒရိုင်ဘာစံသိန်းရဲ့အတန်ဖြစ်ကြောင်းဦးမျိုးမြင့်သိန်းကမှတ်မိနေတော့တယ်အိမ်တကားကိုလည်းခက်သက်သက်လေးဖွင့်ပေးလိုက်ပြီးတော့စံသိန်းသူတို့ကိုအပေါ်လာခိုင်းလိုက်ကွာအိမ်ရှိတွေတက်လာသည့်လမ်းလူကြီးဦးဝိုင်းမောင်ဖြစ်လေတော့တယ်ဦးဝိုင်းမောင်ရဲ့နောက်မှရက်ွက်ထဲကလူငယ်2ဦး3ဦးလည်းပါလာလေတော့တယ်ဆရာဦးမျိုးမြင့်သိန်းကိုအကူအညီတောင်းရမှာပဲလူနာကိုတော့ဆေးရကားနဲ့ပဲဆေးရုံပို့ပေးပါဘယ်လိုဖြစ်တာလဲပြောပါအောင်ကျွန်တော်တော့အခုပဲလူနာတင်ကားလာဖို့ကိုဆေးရုံကြီးကိုဖုန်းဆက်နေတာအသေးပြောက်ရှိသလားဒဏ်ရာရတဲ့သူတွေတော့များသလားဦးမျိုးမြင့်သိန်းကလည်းသူသိလို့ဒီများကိုလည်းဒလန်ဆက်ထဲမေးနေတော့တယ်ရင်ထဲမှာလည်းပူပင်တော့ကစိန်များဖြစ်ပေါ်လျက်ရှိနေတော့တယ်စိုက်ကားနဲ့ကမျက်နှာချင်းဆိုင်တိုက်မိတာပဲဆရာကားကမောင်းပြေးသွားတာစိုက်ကားပေါ်မှာပါလာတဲ့သူနာပြုဆရာမကြီးနော်ဖောတို့သားမိနဲ့စိုက်ကားဆရာကတော့သတိကောင်းတယ်အချိန်မီခုန်ချလိုက်တာဘာမှမဖြစ်ဘူးတိုက်သွားတဲ့ကားနံပါတ်ကလည်းမှတ်မိတယ်ဆိုတော့မကြခင်အဲ့ကားကိုတော့ဖမ်းမိပါပါနော်ဖောသားလေးကလည်းဘယ်ဘက်လက်ကဝေကျိုးသားပုံရတယ်အခုတော့သတိကောင်းကောင်းရနေပါပြီစိုးရင်စရာတော့မရှိတော့ဘူးတိတ်တော့ကြောက်နေရှာတာစိတ်မကောင်းစရာပါပဲဆရာရဲ့နော်ဖောကတော့နေရာရင်ပွဲချင်းပြီးဆုံးသွားရှာတာ
ဗျာဦးမျိုးမြင့်သိန်းရဲ့နှုတ်ဖျားမှအလံတကြားရေရွတ်လိုက်သောဗျာဆိုသည့်အတန်သည်တာမန်ထက်ပိုမိုကြော်လွန်သွားသည်မှသိကြနေတော့တယ်အိမ်နောက်သူ့ကိုယ်သူတယောက်တည်းပြောနေလေသလိုလေတန်းဖြင့်ခတ်တူးတူးလေးရေရွတ်လျက်ရှိတယ်မယုံနိုင်စရာပါပဲဗျာခမည်းတော်မရောက်ခင်ကလေးကပင်နော်ဖော်ကျွန်တော်စီကိုလာသွားတယ်သူသားကလေးအသက်ကိုအချိန်မီကယ်နိုင်ဖို့ကျွန်တော်ကိုလာပြောသွားတာအဆိုပါအဖြစ်ပြက်ကတော့အငိမ့်စားကျောင်းဆရာကြီးဦးမျိုးမြင့်သိန်းရဲ့စိတ်မဝင်ဝဲကာလအတန်ကြာသည့်အထိစိုးမိုးလျက်ရှိတယ်ထိုပြက်ပြက်ကိုပြန်တွေးမိတဲ့အခါတိုင်းလဲသူ့ရဲ့နှလုံးကိုလည်းထိခိုက်နာကျင်စေုံသာဖြစ်တယ်ထို့သောနာကျင်ကြေကွဲမှုများနဲ့အတူတွဲလျက်ပါလာသောအရာကဗဟေဒီများပဲရင်းတိုက်ခံရသည့်အချိန်ဖြင့်ဥကောင်းကွဲကြီးကရုပ်ပြက်ဆင်းပြက်နေရာတွင်ပဲပွဲချင်းပြီး၍တည်ဆုံသွားခဲ့တဲ့နော်ဖောကမြည်သည့်နေ့ဖြင့်သူ့ရဲ့အိမ်ကလေးသို့ရောက်လာခဲ့သည်။ထိုနေ့ဖြစ်ပျက်ခံများကိုနောက်ပိုင်းသူ့ရဲ့အချိန်မှာပြန်လည်စဉ်းစားကြည့်တဲ့အခါမှာတော့ထိုစဉ်ကသတိမပြုမိလိုက်သည့်ထူးခြားသောဖြစ်စဉ်တစ်ခုကိုလည်းပြန်လည်သတိရနေတယ်။အဲ့ဒီကမိုးတွေတဲတဲမဲမဲရွာခဲ့တဲ့အကြောင်းကိုတော့အများသိပြီပဲဖြစ်တယ်။တိပါလေးရဲ့စောင်းရသည်ထီးတော်၎င်းမိုးကတော့၎င်းတစုံတရာမပါဘဲနဲ့တော့အိမ်ပေါ်ရောက်လာတဲ့နော်ဖောကိုပေါ်တွင်မိုးရေဆူဆူမှုလုံးဝမရှိရဲပြီဖြစ်တယ်။စေးရုံမှာတာဝန်ချင်းဖြစ်၍တန်းတန်းမဲ့မဲ့ပြန်လာပုံရတော့အပေါ်အင်ကြီးဖြူနှင့်အပြာရုံထမိန်ဒီလဲခောက်ရိုးမပြဲ၆သွေးလျက်အတိုင်းပဲရှိနေတော့လေသူ၏အိမ်ပေါ်မှာလည်းမိုးရေဆူဆူတဲ့ခြေရာတစ်ခုပင်ကြန့်ရှိနေခြင်းမရှိမိတို့ပင်ဖြစ်စေဒဏ်ရာရလျက်သတိမေ့တော့နေတဲ့သားလေးရဲ့ဇောဖြင့်သူ့ဝင်ကလေးတို့သူနာပြုဆီယမကြီးနော်ဖောတယောက်ရောက်လာခြင်းဖြစ်သည်ကအခြားသူများယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေအမှန်တကယ်ဖြစ်ပျက်ခဲ့ပါကြောင်းကိုဦးမျိုးမြင့်သိန်းကျိန်ဆို၍ပြောဝင်ပေတယ်တနည်းအားဖြင့်ဆိုရလျင်နှောမိခင်တယောက်ရဲ့မျက်တာနှင့်ပတ်သက်လာလျင်ဤလောကကြီးဝယ်မဖြစ်နိုင်သည့်အရာဟု၍မရှိအရာရာဖြစ်နိုင်သည့်ဟူ၍သာကောက်ချက်ချရတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်